cardiac series ကိုလုပ်နေတာအပြီးတန်းတာတော့ရောက်နေပြီပေါ့နော် hooray ပြီးရင်တော့ dermatology ဘက်ကိုသွားမလားစဉ်းစားတယ်အဲ့တော့ဒီနေ့ပြောမယ့်ခေါင်းစဉ်လေးကတော့ rheumatic heart disease ဖြစ်ပါတယ် definition ကနေစပြောမယ်ဆိုရင် acute rheumatic fever episode ပြီးတဲ့အချိန်မှာပေါ့နော် heart valve တွေမှာ damage ဖြစ်ချိန်ခဲ့တဲ့ condition ကို rheumatic heart disease လို့ခေါ်ပါတယ်အဲ့တော့အဲ့ rheumatic heart disease ကိုမကုပဲထားမယ်ဆိုရင် heart failure တွေ arrhythmia stroke endocarditis နဲ့ pregnancy မှာ complication တွေရလာတဲ့အထိဆိုးလာနိုင်ပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့ပြောဖို့အတွက်က acute rheumatic fever တစ်ချိန်ရဖို့ရင်နောက်ထပ် recurrent episode တွေရဖို့ပို့ပြီးတော့ chance လည်းများတယ်အဲ့လိုမျိုးထပ်ပြီးတော့ဖြစ်တယ်ဆိုရင် cardiac valve damage ကထပ်ပြီးတော့ဖြစ်လာနိုင်တယ်အဲ့ဒီအတွက်ကြောင့်ပေါ့နော် multiple episode တွေရနေတဲ့ patient မျိုးမှာဆိုရင် rheumatic heart disease ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးလာတာမျိုးတွေ့ရပါတယ်အဲ့တော့ဒီ topic ရဲ့ခေါင်းစဉ်ရည်ရွယ်ချက်ပေါ့နော်ဒီ rheumatic heart disease ရဲ့ long term management ကိုကဘာဖြစ်မလဲဆိုတဲ့အခါကျအဲ့ဒီ recurrent episodes တွေကိုကာကွယ်ဖို့နဲ့ valve disease တွေ progression ကို short ချနိုင်ဖို့ဖြစ်ပါတယ်အဲ့တော့လေ့လာကြည့်တဲ့အခါမှာ secondary prophylaxis ကိုကောင်းကောင်းလေးလိုက်လုပ်တဲ့လူနာတွေမှာဒီ valvular damage က regression ဖြစ်တော့တဲ့အထိoutcome တွေ့ရတယ်ပေါ့နော်အဲ့တော့ rheumatic heart disease ကလည်းဘယ်လို patient တွေမှာအတွေ့အများလဲဆိုတဲ့အခါကျတိုင်းရင်းသားတွေနောက်တစ်ခုကdeveloping country ကနေပြီးတော့ရွှေ့ပြောင်းလာတဲ့လူတွေနောက်တစ်ခုကကျတော့အသက်ကြီးတဲ့လူတွေမှာပေါ့နော်အဲ့တော့ဒီ Australia မှာကသူက state တွေမတူဘူးပေါ့နော်ဒါပေမဲ့ rheumatic heart disease က state တွေမှာအနေနဲ့ပြောမယ်ဆိုရင် Queensland မှာတော့ဒါက notifiable disease တွေမှာပါပါတယ်အဲ့တော့ပေါ့နော်လူနာတွေကိုကြည့်တဲ့အခါမှာဘလို့လူမျိုးတွေကတော့ increase risk ဖြစ်နိုင်လဲဆိုတဲ့အခါကျတော့အရှိမပြောခဲ့သလိုပဲARF endemic setting မှာနေတဲ့လူမျိုးတွေပေါ့နော်ပြီးတဲ့အခါမှာအရင်ကလည်း personal history ရှိဘူးတယ်တကယ်လို့ပေါ့နော်သူ့ရဲ့အိမ်သားထဲမှာrecent history ရှိဘူးတယ်ဆိုရင်လည်းဒါလည်း high risk တွေမှာပါကောင်းပါသွားနိုင်တယ်ပြီးတဲ့အခါကျတော့ overcrowded ပေါ့နော်ဖြစ်နေတဲ့အိမ်ကလည်းအဲ့လိုမျိုးဆိုရင်ဒါလည်း at high risk ဖြစ်နိုင်တယ်နောက်တစ်ခုကကြာ additional factors တွေကဘာဖြစ်နိုင်လဲဆိုတဲ့အခါကျတော့ age 5 to 20 years ကလေအဲ့ဒါ peak years for acute rheumatic failure ဖြစ်နေနိုင်ပါတယ်အားလုံးသိတဲ့အတိုင်းပဲ responsible organism က group A streptococcal infection ဆိုတဲ့အခါကျတော့ပေါ့နော် recurrent sore throat တွေဖြစ်ဘူးလား skin infection တွေမှာအဲ့ဒါ group A streptococcal infection တွေနဲ့အဲ့လိုမျိုးတွေပေါ့နော် diagnosis တွေရဘူးလားပေါ့ပြီးတဲ့အခါကျတော့အရင်တုန်းကတော့ARF တွေရဘူးလားပြီးတော့ secondary prophylaxis တွေပါရောယူဘူးလားဒါမျိုးတွေမေးရမှာပေါ့နော်အဲ့တော့ခုနကပြောသလိုပေါ့နော်လူနာက throat or skin infection ကိုအခုလောလောလတ်ဖြစ်နေတယ်အဲ့ဒါအပြင်သူကဖျားလဲဖျားနေတယ်ပြီးတဲ့အခါကျတော့ more than or equal to 1 painful and or swollen joints တွေဖြစ်နေတယ်ပြီးရင် symptoms of carditis တွေရှိနေတယ် example ပြောမယ်ဆိုရင် chest pain dyspnea palpitations fatigue reduced exercise tolerance တွေဖြစ်နေတယ် mood or behavioral changes တွေဖြစ်တယ် jerky or uncoordinated movements တွေ symptoms chorea လို့ခေါ်တယ်နောက်တစ်ခါpainless rash ပေါ့နော် erythema marginatum or painless subcutaneous nodules တွေဖြစ်နေတယ်ပေါ့နော်ဒါကငယ်ငယ်တော့ဆေးကြောင်းမှာမှတ်ဖူးပါတယ်မှန်ပြီးတော့အမျိုးမျိုးရှိမယ်တင်တယ်ဒါပေမဲ့ပေါ့နော် major criteria နဲ့ minor criteria နဲ့ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ major criteria က Jones နဲ့မှတ်တယ် minor criteria ကျတော့ cafe pearl ဒါမှမဟုတ် peace လို့လည်းမှတ်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့Jones ဆိုတာဘာလဲဆိုတော့ J for joints O ကကြတော့သူက head shape လေးပေါ့နော်ဆိုတော့ head inflammation or carditis ကိုပြောပြီးတော့ nodule N က nodules under the skin E က erythema marginatum ပေါ့နော် ring shape brush တွေဖြစ်တယ် S က symptoms chorea jerky body movement တွေဖြစ်တယ်ပေါ့အဲ့တော့ minor criteria အနေနဲ့ပြောမယ်ဆိုရင် CRP တက်နေတယ်arthralgia joint pain ရတယ် fever E က elevated ESR P က prolonged PR interval on ECG A ကကြတော့anamnesis ဆိုတာ past history of rheumatic fever ဖြစ်ပူတာရယ် L ကကြာ leukocytosis ပေါ့နော် white blood cells တွေအဲ့တော့ diagnosis တွေအနေနဲ့ပြောမယ်ဆိုရင်ကကြတော့ throat
culture growing ဖြစ်တယ်ဒါမှမဟုတ် elevated anti-structuralizing or တက်နေတယ် plus 2 major criteria or 1 major criteria နဲ့2 minor criteria ဖြစ်နေရဆိုရင်ဒါက diagnosis ပေါ့နော်ဒါကတော့ငယ်ငယ်တော့စာလေးကိုနည်းနည်းလေးပြန်တွေးလိုက်တာပါ history ပြီးတော့ examination ပေါ့ examination မှာဗာနဲ့စလဲဆိုတော့ vital signs နဲ့စတာပဲပေါ့နော်ပြီးရင် cardiac examination လုပ်ရမယ်ပေါ့နော်လုပ်တဲ့အခါမှာဘာတွေအဓိကထားပြီးတော့နားထောင်တာလဲကြည်တာလဲဆိုတော့ mama say arrhythmia တွေ signs of heart failure တွေပေါ့နော်အဲ့တော့ heart mama ရှိတာကrheumatic heart disease လို့တအားပြောလို့မရဘူးsensitivity လဲ low ဖြစ်တယ်ပေါ့နော်ကလေးတွေမှာဆိုရင် innocent mama တွေကြားရနိုင်တယ်ပေါ့နော်အဲ့တော့ mama ကြားရလို့ဆိုပြီးတော့ဒီ penicillin တွေ benzyl penicillin တွေပေးတာမျိုး prophylaxis ပေးတာမျိုးတွေကိုစတာမျိုးမလုပ်သင့်ဘူးပေါ့နော်ဒါပေမဲ့ mama ထဲမှာ diastolic mama က usually pathological ဖြစ်တယ်အဲ့တော့အဲ့ဒါမျိုးကြားတယ်ဆိုရင် refer လုပ်သင့်တယ်ပေါ့နော်investigation အနေနဲ့က heart failure ရဲ့ evidence တွေကိုကိုကတွေးနေတယ်ဆိုရင်တော့ chest X-ray လေးရိုက်ကြည့်ပါပြီးတဲ့အခါကျ ECG ပေါ့နော် ECG ကဘာတွေကိုကြည့်ချင်တာလဲဆိုတဲ့အခါကျတော့arrhythmia နဲ့ hypertrophy တွေပေါ့နော် hypertrophy တွေကိုကြည့်ချင်တာပါအဲ့တော့ ECG မှာ prolonged PR interval တွေရှိလားဆိုပြီးတော့ကြည့်ပါတဲ့အဲ့တော့တကယ်လို့ပေါ့နော် carditis က major manifestation ဖြစ်တဲ့ prolonged PR interval တကယ်လို့ပေါ့အဲ့တော့ခုန criteria တွေပြောတဲ့အခါမှာပေါ့နော် major တွေ minor တွေရှိတယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုက carditis ကို major manifestation အနေနဲ့တွက်ထားရဲဆိုရင် prolonged PR interval ကိုထပ်ပြီးတော့ minor manifestation အနေနဲ့ပေါ့နော်တစ်ခုအနေနဲ့ကောင်းမလုပ်သင့်ဘူးပြီးအခါကျ echo က any structural changes တွေရှိလားပြီးအခါမှာ staging တွေကြည့်ဖို့အတွက်ပေါ့နော်အဲ့ဒါမျိုးကို order သင့်ပါတယ်အဲ့ဒီတော့အဲ့ဒီ echo နဲ့ staging ဘယ်လိုခွဲလဲဆိုတာကိုတော့နောက် slide တစ်ခုမှာပြောတော့ပါမယ် stage A ကကြတော့သူက borderline ပဲပေါ့အရင်တော့ borderline လို့ပြောတယ်အခုကကြတော့ minimum echocardiographic criteria for rheumatic heart disease လို့အဲ့လိုမျိုးခေါ်လိုက်တယ်ပေါ့ဒါပေမဲ့အဲ့ stage ကိုapply လုပ်ဖို့အတွက်ဆိုရင် patient ရဲ့အသက်က20အောက်ဖြစ်ရမယ်ပြီးတဲ့အခါမှာသူ echo မှာကြည့်လိုက်တဲ့အခါမှာပေါ့နော် mild mitral ဒါမှမဟုတ်ရင် aortic regurgitation without morphological features တွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူကလည်း valvular heart disease progression ဖြစ်နိုင်တဲ့ rate ရှိတယ်နောက်တစ်ခုကကြတော့ stage B ကကြတော့ mild ပေါ့ mild ကကြတော့ဘယ် age မှာမဆိုဒါကို apply လုပ်လို့ရတယ်ပေါ့နော်သူ echo ကိုကြည့်လိုက်တယ်ဆိုရင်ကကြတော့mild valvular regurgitation and ခုနနဲ့ကွာသွားတာ at least one morphological category ရှိရမယ်အသက်20အောက်ဆိုရင်ဒါပေမဲ့အသက်20အထက်ဆိုရင်ကကြတော့ at least two morphological category ဖြစ်တယ်ဒါမှမဟုတ်ရင် mild regurgitation of both mitral aortic valve ဖြစ်နေတယ်ဆိုရင်အဲ့တော့သူကကြတော့ progression ဖြစ်နိုင်တဲ့ risk က moderate or high ဖြစ်သွားပြီပေါ့နော် stage C ကကြတော့ advanced ပေါ့ advanced ကိုမှာ clinical complication တွေဖြစ်နိုင်တဲ့ risk ရှိတယ်အဲ့သူလည်း any age မှာ apply လုပ်လို့ရတယ်သူ့ echo ကြည့်လိုက်တယ်ဆိုရင်တော့ moderate or severe MR တို့ moderate or severe AR တို့any mitral stenosis or aortic stenosis and or associated pulmonary hypertension တွေ dilated cardiac chambers တွေ decreased LV systolic function တွေပေါ့နော်အဲ့တော့ဒီကောင်တွေကြတော့လေ clinical complication ဖြစ်နိုင်တဲ့ risk ကတက်သွားပြီstage D ကကြ advanced ကိုမှာ clinical complication တွေတွေ့နေရပြီပေါ့နော်ခုနက echo feature တွေနဲ့တူတူပဲဒါပေမဲ့သူ့ကိုကြည့်လိုက်ရင်တော့လုံးဝ established clinical complication တွေဖြစ်နေပြီ including cardiac surgery heart failure arrhythmia stroke နဲ့ infective endocarditis တွေပေါ့အဲ့တော့လေ priority ဘယ်လိုခွဲလဲပြီးတော့ follow up data ကိုဘယ်လိုခေါ်သင့်လဲဒီအပိုင်းကတော့ GP တယောက်အနေနဲ့အရေးကြီးတယ်လို့မြင်ပါတယ်အဲ့တော့ပေါ့နော် priority 1 ကတော့ဒါတကယ်ကိုဦးစားပေးအဆင့်1ဖြစ်တဲ့အတွက်ကြောင့်ခုနပြောခဲ့တဲ့ stage C တွေမ severe ဖြစ်တဲ့ဟာတွေ all stage D တွေပေါ့နော်နောက်တစ်ခုကကြတော့
post-valve surgery patients တွေ more than or 3 episodes of acute rheumatic failure within last 5 months တွေဖြစ်တယ် pregnant woman with rheumatic heart disease အဲ့ဒါကတော့ pregnant ကတော့ဘယ် stage မဆိုပြီးတဲ့အခါမှာခလေးငယ်ရင်လည်းacute rheumatic 5 နှစ်အောင်ပေါ့နော် acute rheumatic failure fever or rheumatic heart disease တွေရှိတဲ့သူတွေမှာပေါ့နော်အဲ့ဒါမျိုးဆိုရင် specialist review က6လတစ်ခါခေါ်တဲ့နဲ့ echo လည်း6လတစ်ခါရိုက်တဲ့နဲ့ medical review လည်း6လတစ်ခါလုပ်တဲ့နဲ့ပြီးတော့ dental review ကကြတာ within 3 months of diagnosis and then 6 monthly အဲ့တော့အလွယ်မှတ်မယ်ဆိုရင်တော့ 6 monthly ပေါ့နောက်တစ်ခါကျတော့ stage 2 stage 2ကကြတော့ stage C priority 2ကကြတော့ moderate stage C မှာ moderate ပေါ့နော်ပြီးတဲ့အခါမှာ moderate risk post-valve surgical patients တွေအဲ့ဒါမျိုးတွေကြတော့ specialist တို့ echo တို့ကကြ6 monthly to yearly ခေါ်လို့ရတယ်ဒါပေမဲ့ medical review ကတော့6 monthly dental review ကအတူတူပဲ priority 3ကကြတော့ stage A ပဲဖြစ်ဖြစ် stage B ပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခုကကြ acute rheumatic fever without carditis or rheumatic heart disease currently prescribed secondary prophylaxis တွေဖြစ်တယ်နောက်တစ်ခုက low risk post-valve surgical patients တွေပေါ့နော်အဲ့ဒါမျိုးကြနည်းနည်းခွာပြီးတော့ချိန်လို့ရပြီ specialist review တွေက1 to 3 yearly တွေခေါ်လို့ရတယ်အကူကကြတော့ဘယ်နဲ့ရိုက်မှာလဲဆိုတဲ့အခါကျအသက်20နှစ်အောက်ဆိုရင်ကကြ1 to 2 yearly ရိုက်လို့ရတယ်22နှစ်အထက်ဆိုရင်2 to 3 yearly ရိုက်လို့ရတယ် medical review က yearly ကြည့်တင်တယ် dental review လည်း yearly ခေါ်တင်တယ်ပေါ့နော် priority 4ကတော့အောက်ဆုံး group ဖြစ်သွားတာပေါ့သူ့မှာ history တွေရှိဘူးတယ်ပေါ့နော် acute rheumatic fever တွေဖြစ်ဘူးတယ်အဲ့ဒါကိုမှသူက completed secondary prophylaxis တွေလုပ်ပြီးပေါ့နော်ပြီးတဲ့အခါမှာလေ rheumatic heart disease ဆိုမှ resolve ပေါ့ပြီးတဲ့အခါမှာ completed secondary prophylaxis တွေဖြစ်တယ်ဆိုရင် specialist referral ကကြတော့1 year 3 year and 5 years post cessation or secondary prophylaxis အဲ့ဒါလေးကလည်းအရေးကြီးမယ်လို့ခံစားရတယ်ဘာလို့ဆိုဒီလိုလူနာတွေတွေ့မှာပဲအရင် severe ဖြစ်တာလည်းမဟုတ်ဘူး secondary prophylaxis တွေပြီးသွားပြီဒါဆိုရင် specialist review ပဲခါကြည့်မှာလဲဆိုတဲ့အခါကျတော့တစ်နှစ်3နှစ်5နှစ်အဲ့ secondary prophylaxis အပြီးကနေတွက်မယ်ဆိုရင်ပေါ့နော် echo လည်းအဲ့လိုပဲspecialist နဲ့ echo တွဲမှတ်လိုက်လို့ရတယ်ပြီးတော့ medical review ကလေspecialist ကနေပြီးတော့ okay စိတ်ချရပြီလို့ discharge မလုပ်ခင်ဒီ yearly ခေါ်ပြီးတော့ကြည့်ရတယ်ပြီးတဲ့အခါမှာ as required ပြန်ခေါ်ပြီးကြည့်ရတယ်ပေါ့နော်discharge ပြီးရဲ့အချိန်မှာတော့မှနောက်တစ်ခါ dental review ကလည်း yearly or as required ခေါ်ပြီးတော့ကြည့်တင်ပါတယ်ခုနကပြောခဲ့သလိုပဲဒီ disease ရဲ့ long term management ကိုဘာဖြစ်လဲဆိုတဲ့အခါကျ acute rheumatic fever တွေထပ်မဖြစ်ဖို့နောက်တစ်ခုက valve disease တွေရထားတယ်ဆိုရင်လည်းအဲ့ဒါတွေကို progression မဖြစ်အောင်ကာကွယ်ဖို့ဖြစ်ပါတယ်အဲ့တော့အရှိမပြောခဲ့သလိုပဲသူက new case ဖြစ်တယ်ဆိုရင်ဒါက notifiable disease ဖြစ်တဲ့အတွက်ကြောင့် notify လုပ်ရပါတယ်ပြီးတော့ pregnant patient ဆိုရင်သူ့ရဲ့ estimated date of delivery ပါထည့်ပြီးတော့ပြောရတယ်ပေါ့နော်public health unit တွေကနေလည်းadvice တွေပါယူသင့်တယ်ပြီးတော့ rheumatic heart disease လို့ suspect ဖြစ်တယ်ဆိုရင် non-acute cardiology assessment တွေယူသင့်တယ်ကလေးကအသက်16နှစ်နဲ့အထက်ဖြစ်နေပြီဆိုရင်ပေါ့နော်တကယ်လို့16နှစ်အောက်ဆိုရင်ကလေးဖြစ်တဲ့အတွက်ကြောင့် non-acute pediatric assessment ကိုလွှဲတင်တယ်ဘာလို့လဲဆိုတော့အခါကျ diagnosis ကိုလည်း confirm လုပ်ဖို့ ongoing management တွေကိုလည်းအကြံပေးဖို့ပေါ့နော်ပြီးရင် long term preventive measures တွေလုပ်ရမယ်ပေါ့နော်ဟုတ်လေ antibiotic ကတကယ်လို့ပေါ့နော် strep A skin sores တွေဖြစ်တယ်ဆိုရင် any patient မှာမဆိုပေးတယ် with one or more purulent or crusted sores အဲ့ဒီမှာကြတော့ဗာပေးလဲဆိုတဲ့အခါကျတော့ oral ပေးလို့ရတယ်ကို trimoxazole ပေးလို့ရတယ် trimethoprim နဲ့ sulfamethoxazole ပေါင်းထားတဲ့ dose ပေါ့နော် 4 mg per kg per dose နဲ့ပေးလို့ရတယ် twice a day for 3 days ဒါမှမဟုတ်ရင် deep IM injection အနေနဲ့က benzathine penicillin ထိုးလို့ရတယ်ဒါပေမဲ့အဲ့ဒါက weight ပေါ်မူတည်ရဆိုတာလေသိရမယ်ပြီးတဲ့အခါမှာသူက single dose ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ရွတ်ပြသလိုပဲဖြစ်သွားမှာဆိုတဲ့အခါကျတော့ထိုးဖို့လိုလာဆိုရင်တော့ guideline ကိုပြန် check ကြည့်ရမှာပေါ့နော်သူက 10 kg နဲ့ 20 kg ကြားနဲ့ 20 kg and more ဆိုပြီးတော့အဲ့လိုမျိုးခွဲထားမျိုးလေးရှိတယ်ပေါ့နော်ပြီးတဲ့အခါကျတော့လေအဲ့ဒီ penicillin ကိုထိုးတဲ့ဟာမှာtips and tricks လေးတွေရှိတယ်ပေါ့နော်ဘာလို့ဆိုတဲ့အခါကျအဲ့ဒါကနာတဲ့
injection ဖြစ်တဲ့အတွက်ကြောင့်လူနာကအဲ့ဒီ injection ကြီးကိုပေါ့နော်compliance ကောင်းနေအောင်လူနာကိုဘယ်လို approach လုပ်ရမလဲဒါမျိုးတွေအစားအဲ့လိုသင်တဲ့ topic တစ်ခုရှိရပေါ့နော် Okay နောက်တစ်ခုကကျတော့ sore throat or tonsillitis ကိုမှ stress A ဆိုရင်ကကြတော့အရှိရလို့ပဲ deep iron injection penicillin ပေးလို့ရတယ်တကယ်လို့ iron injection ပေးလို့မရဘူးဆိုရင် azithromycin for 5 days ပေးလို့ရတယ်ခလေး dose နဲ့ lucy dose နဲ့ကွာလိုက်မယ်နောက်တစ်ခုကကျတော့ phenolphthalein penicillin for 10 days ပေးလို့ရတယ်ပေါ့နော်တကယ်လို့ penicillin allergy ရှိတယ်ဆိုရင် cefalexin for 10 days ပေးလို့ရပါတယ်အဲ့တော့ပုံမှန် sore throat တွေမှာပေးတဲ့duration တွေနဲ့တော့တူချင်မှတော့တူလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုတော့နည်းနည်းလေးduration တော့ဘယ်လိုပြောရမလဲ complete course ပေးဖို့ကတော့အရေးကြီးပါတယ်ကိုယ့်ရဲ့ patient ကလေ female ဖြစ်နေတယ်ဆိုရင် extra measures လေးတွေလုပ်ဖို့လိုတယ်အဲ့တော့ routine နေတယ်ပြောမယ်ဆိုရင်ပေါ့နော်rheumatic heart disease ကြောင့်သူ့မှာ complication တွေဖြစ်နိုင်တယ် high risk ဖြစ်နေတယ်ဆိုရင် effective contraception ကို promote လုပ်ပါ contraception သုံးတဲ့နေရာမှာလည်း estrogen ပါတဲ့ဟာကိုရှောင်ပါပြီးတော့ patient က anticoagulant တွေပါတောက်နေရတယ်ဆိုရင်သူ့အတွက်ပေါ့နော်complication တွေဖြစ်တဲ့period problem တွေ menorrhagia တွေရှိမရှိကိုလည်း check လုပ်ပါပြီးတော့သူက pregnancy ကိုစဉ်းစားနေတယ်ဆိုရင်ဒါမျိုးဆိုရင်လည်း early referral လုပ်ပါpre pregnancy အချိန်မှာကြတော့ဘာတွေလုပ်မလဲဆိုတဲ့အခါကျတကယ်လို့ပေါ့နော်သူက pregnant မဖြစ်သေးဘူးကိုယ်စီကိုလာရတယ်ဆိုရင်သူရဲ့ပေါ့နော် demographic အရာလဲ high risk region မှာနေတယ်ဆိုရင် history နဲ့ examination ခုနပြောခဲ့တဲ့ဟာလေးတွေပေါ့နော်ဒီကိုလုပ်ပါပြီးတဲ့အခါကျ rheumatic heart disease ရှိတယ်အထူးသဖြင့်ပေါ့နော် moderate ရော severe rheumatic heart disease ရှိတယ်pregnancy ကို consider ဖြစ်နေတယ်ဆိုရင် non-acute cardiology assessment ကို referral လုပ်သင့်ပါတယ်ပြီးတဲ့အခါကျရင် during pregnancy မှာလည်း prophylactic antibiotic တွေကိုပေါ့နော် continue လုပ်ဖို့အရေးကြီးကြောင်းကိုလည်းသူ့ကို remind လုပ်နေတာပဲပေါ့နော်အဲ့တော့anticoagulant တွေပေးနေရတယ်ဆိုရင် high level coordinated care တွေလိုတယ် cardiologist တွေobstetrician တွေပြီးရဲ့ချိန်ကြတော့ GP အဲ့လိုမျိုးပေါ့နော် coordinated care high level ဖြစ်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျ first trimester မှာ warfarin တွေတောက်ရင် high risk of fetal abnormality ရှိတယ်ဆိုတာလူတိုင်းသိတာပဲပေါ့နော်ပြီးတော့တကယ်လို့ပေါ့နော် pregnancy ကို plan လုပ်နေရဆိုရင် ACEI ARB တွေပေးထားရင်6 လုပ်သင့်ပါတယ် Okay pregnancy အချိန်မှာကောခုနပြောခဲ့သလိုပဲ early antenatal care တွေလုပ်ဖို့အရေးကြီးတယ် multidisciplinary team involvement တွေရှိဖို့လိုတယ်ပေါ့နော်ပြီးတဲ့အခါမှာduring pregnancy မှာပေါ့နော်အကိုကိုစောနိုင်တယ်များစောအရင်လေး baseline အနေနဲ့ရိုက်ပြီးတဲ့အခါမှာ estrogen အနေနဲ့ရိုက်ပါ according to race အရာပေါ့နော်ပြီးတဲ့အခါကျတော့ symptoms signs တွေကdeterioration တွေဖြစ်နေတယ်ဆိုရင် patient ဒါမျိုးဆိုရင်တော့ urgent medical assessment တွေလိုပါတယ်ဆိုတာမျိုးကို remind လုပ်ထားပါပြီးတော့ဒီဟာကလေ chronic condition တွေမှာပါတဲ့အတွက်ကြောင့် GP chronic condition management plan လုပ်လို့ရတယ်ပေါ့နော်လုပ်တဲ့အခါမှာဘယ်လိုမျိုးပေါ့နော် schedule လုပ်မလဲ follow up တွေကိုဘယ်လို schedule လုပ်မလဲဆိုတော့ခုနကပြောခဲ့တဲ့ priority လေးခုအရာကိုဘက်ကခေါ်ရမယ့်ဟာတွေကိုဘက်ကလွှဲရမယ့်ဟာတွေဒါမျိုးတွေသိရပါမယ်ပြီးတဲ့အခါကျတော့ complication တွေကိုလည်း monitoring လုပ်ရမယ် management လုပ်ရမယ်အတက်ကလည်းငယ်တယ် chronic disease ကိုငယ်ရွယ်နဲ့ဖြစ်နေပြီဆိုရင်သူတို့မှာ depression နဲ့ anxiety တွေရဲ့ risk ရှိတဲ့အတွက်ကြောင့်ဒါတွေကိုလည်းထည့်သွင်းစဉ်းစားပေးရပါမယ်ပြီးတော့လေကိုတယောက်တည်းစိတ်ကူတယ်ဆိုတာကိုတယောက်တည်းမဟုတ်ဘူးပေါ့ allied health services တွေ psychology services တွေ cardio rehabilitation services တွေဒါတွေကိုလည်းတင့်တော်တဲ့ထင် refer လုပ်ပါပေါ့နော်တကယ်လို့ surgical or interventional cardiology လိုရဲဆိုရဲစီဒီ multidisciplinary အနေနဲ့ပေါ့နော် cardiologist တွေ cardiothoracic surgeons တွေနဲ့ဆွေးနွေးရပါမယ်အဲ့တော့ဒီ rheumatic heart disease ရဲ့အကြောင်းလေးကတော့ဒါပါပဲပေါ့နော်တစ်ခါကျရင်လေစာတွေကသိတယ်လို့ဖြစ်ပေမဲ့ကိုယူထားတဲ့ specialty ပေါ်မူတည်ပြီးတော့ပေါ့နော်ပို့ပြီးတော့သိရမယ်အရာလေးတွေရှိတယ်လို့စာတွေကိုဖတ်ရင်းနဲ့
နားလည်လာတယ်ပေါ့နော်ဘာလို့လဲဆိုတဲ့အခါကျ romantic heart disease ကိုမသိဘူးလားဆိုတော့သိတယ်ဒါပေမဲ့ priority stage တွေပေါ်မှာမူတည်ပြီးတော့ဘယ်လို refer လုပ်ရမလဲဘယ်လို follow up လုပ်ရမလဲဆိုတဲ့အခါကျတော့ဒါတွေကြတော့လေ like ဖတ်နေမှလည်းသိမှာပေါ့နော်အဲ့တော့ဒီနေ့ရဲ့ topic လေးကတော့ဒါပါပဲနောက် topic ကsyncope ဒါမှမဟုတ်ရင် transient loss of consciousness အကြောင်းကိုပြောမယ်လို့စဉ်းစားထားပါတယ်အဲ့ဒါပြီးရင်တော့ cardiac topic လေးကတော်တော်လေး cover ဖြစ်သွားပြီပေါ့နော် bye